ဗုဒ္ဓဘာသာဝင်များအထွတ်မြတ်ထားရာရွှေတကုံစေတီတော်ရင်ပြင်ပေါ်မှာအပေါ့စွန့်ခဲ့တဲ့ဝက်နီဆိုသူကိုဖမ်းဆီးရမိစူပါကျော်မီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ရက်ပိုင်းကလူမှုကွန်ရက်ဆိုရှယ်မီဒီယာစာမျက်နှာထပ်ပေါ်မှာရုပ်သံဗီဒီယိုဖိုင်တစ်ခုနဲ့တကွလူအများပြောစရာဖြစ်လာခဲ့ပြီးတော့အများသူငါရဲ့ဝေဖန်မှတ်ချက်တွေပြုနေခြင်းခံခဲ့ရတာကတော့ရွှေတကုံစေတီတော်ပေါ်ရဲ့တနေရာမှာအပေါ့စွန့်ခဲ့တဲ့လူတစ်ယောက်ရဲ့ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အများပြည်သူတွေအနေနဲ့မျှဝေမှုတွေများပြားလာခဲ့ပြီးတဲ့နောက်မှာမနေ့က၄ရက်နေ့မှာပဲရွှေတကုံစေတီတော်ရင်ပြင်ပေါ်မှာအပေါ့စွန့်ခဲ့တဲ့ဝက်နီဆိုသူကိုဖမ်းဆီးရမိပြီးဖြစ်ကြောင်းကိုသက်ဆိုင်ရာကနေပြီးတော့သတင်းထုတ်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ်ရှိဗုဒ္ဓဘာသာဝင်များအထွတ်မြတ်ထားရာရွှေတကုံစေတီတော်ရင်ပြင်ပေါ်မှာအပေါ့စွန့်ခဲ့တဲ့အမျိုးသားတဦးကိုစစ်ဆေးဖော်ထုတ်ခဲ့ပြီးတဲ့နောက်မှာဖမ်းဆီးအရေးယူထားပြီးဖြစ်ကြောင်းကိုလည်းသိရှိရတာဖြစ်တယ်လို့ဖြစ်စဉ်မှာတော့အော်တိုဘာလ၁ရက်နေ့ကရွှေတကုံစေတီတော်ရင်ပြင်ပေါ်မှာရှိတဲ့အင်္ဂါတောက်မြေဆိုင်စေတီအမှတ်48နဲ့အုတ်ကူစေတီအမှတ်118ကြားမှာအမျိုးသားတဦးအနေနဲ့အပေါ့သွားနေတဲ့ဗီဒီယိုဖိုင်ကိုလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာမှုနဲ့ပတ်သက်ပြီးတော့ဒဂုံမြို့မှရဲစခန်းတပ်ဖွဲ့ဝင်များကသတင်းအတည်ပြုခဲ့ပြီးတော့ရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်အမှတ်ခွန်ရက်ကွက်နေတင်မျိုးဝင်းခဝက်နီ29နှစ်ကိုစက်တင်ဘာလ21ရက်နေ့မှာရွှေတကုံစေတီတော်မြတ်ကြီးအားတွားရောက်ဖူးမြော်ပြီးဖျားပေါ်မှာပြန်ဆင်းစဉ်အင်္ဂါတောက်မြေဆိုင်စေတီအမှတ်48နဲ့အုတ်ကူစေတီတော်အမှတ်118ကြားမှာအပေါ့စွန့်ခဲ့ခြင်းဖြစ်ကြောင်းကိုစစ်ဆေးဖော်ထုတ်မှုတွေသိရှိခဲ့ရတာဖြစ်ပြီးတော့ဒါကြောင့်မို့လို့ဗုဒ္ဓဘာသာဝင်များအထွတ်မြတ်ထားရာရွှေတကုံစေတီတော်ရင်ပြင်ပေါ်မှာအပေါ့စွန့်ခဲ့သူတင်မျိုးဝင်းခဝက်နီကိုဒဂုံမြို့မှရဲစခန်းမှာရဲရေးမပိုင်သောပြစ်မှုများမှတ်ပုံတင်အမှတ်4/2025ရာဇသက်ကြီးပုံမှ295ကဖြင့်သတင်းချက်ရေးဖွင့်ကာဥပဒေနှင့်အညီထိရောက်စွာအမှုဖွင့်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းကိုလည်းသတင်းထုတ်ဖော်မှုတွေရှိလာခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ခုချိန်မှာဆိုလို့ရှိရင်တော့ရွှေတကုံပြရင်ပြင်ပေါ်မှာအပေါ့စွန့်ခဲ့တဲ့လူကိုဖမ်းဆီးရမိခဲ့တဲ့သတင်းဟာဆိုလို့ရှိရင်လည်းအများပြည်သူများရဲ့အကြားမှာမျှဝေမှုတွေမြင့်တက်နေပြီးတော့ကျွန်တော်တို့စူပါကျော်မီဒီယာပရိသတ်ကြီးတို့လည်းမတိလိုက်ရမရှိရလေအောင်ဖော်ပြမျှဝေတင်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရဲ့အတွေ့အမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ရေးပေးသွားနိုင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းအကြောင်းအရာတစ်ခုနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ကြည့်ရှုအားပေးကြတဲ့ဒုတိယချန်နယ်ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။